လက်ဖက်ဆိုင်လည်းရင်ပြုတ်သွားပြီလားဆရာပတ်ပြောင်းနေတဲ့ငါကထုံးကသာစိတ်ရှိလက်ရှိလက်သေးနဲ့ကုတ်ချစ်ပလိုက်ခြင်းနဲ့မင်းတို့လို့ငါဆိုင်ရင်ပြုတ်ပြီငါခေါင်းနဲ့လာကြည့်အောင်အမာရွတ်တယ်ကြီးပဲ Oh my god ရမင်းတို့သွားမနှောင်းနဲ့တော့ဘိုးတော်တကယ်စိတ်တူနေရကုတ်မဲ့ချစ်မဲ့တကယ်ကဲလုံနေရကျွန်တော်လည်းသူ့နာမကဲ့ရဘူးခင်ဗျားတို့လည်းစက်ကွင်းလွတ်အောင်သာရှောင်းသူကိုသူကုတ်တာမဟုတ်ဒီနေ့မှတော့ငါတို့အလင်းရောင်ပေးနေတဲ့ဒီလျှက်စစ်မီးဟာဘယ်ကနေဘလို့ဖြစ်လာလဲဆိုတာရှင်းပြမယ် What the fuck bro ဘာမှလည်းမဆိုင်ဘူး ဟုတ်တယ်ဘာမှမဆိုင်ဘူးလို့မင်းတို့စိတ်ထဲမှာထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့အဓိကပြောချင်တာကလျှက်စစ်မီးလို့ပြောလိုက်တာနဲ့ပထမဆုံးတီထွင်ခဲ့တဲ့သူကိုပဲလူတွေမှတ်မိကြတယ်ဒါကြောင့်အမှတ်ပေးစရာမှလည်းနှစ်တိုင်းထိတ်ဆုံးကပထမလူဖြစ်အောင်မင်းတို့စူးစမ်းရမယ်ပွဲစားချင်းပြီးဆုံးဖို့နီးကပ်လာနေမြဒီနေ့ပွဲစဉ်မှာဘာစီလိုနာအသင်းကအနိုင်ရရှိဖို့အတွက်တဖြည်းဖြည်းနဲ့တော့နီးစပ်လာခဲ့ပြီမြဘာစီလိုနာအသင်းအနေနဲ့ဒီနေ့ရာသီပြိုင်ပွဲရဲ့အက်ကလစီကိုတွေ့ဆုံမှုဖြစ်ရီယယ်မက်ဒရစ်အသင်းကိုအချိန်ချင်းကြော်ဖြတ်ပြီးတော့အနိုင်ရရှိထားခဲ့တာဖြစ်ပြီးဒီနေ့ပွဲစဉ်မှာလည်းထပ်မံပြီးတော့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်